မတို့မျိုးသမီးတွေကအေးထောက်ကြပြီးတာသမီးတွေရရှိလာပြီဆိုရင်တာသမီးကိုကိုယ်တိုင်ပြုစုဆောင်ရှောက်ရင်းအိမ်မကိစ္စလေးကိုလည်းကိုယ်တိုင်လုပ်ရင်းနဲ့မိဖို့ဆိုတဲ့ဘဝကိုဘယ်လိုရောက်သွားကြတာဖြစ်ပါတယ်အချို့လူတွေကလည်းဘဝပိတ်အချိန်ကြီးကောင်းတဲ့သူတွေဆိုရင်ကိုယ်ပိုင်စီးပွားရေးလုပ်ကြိုင်ထားနိုင်တယ်အချို့သူတွေကလည်းအပြည့်ဖက်ပြီးအလုပ်လုပ်ဖို့အခွင့်အလမ်းတွေရရှိကြတယ်ကျမကတော့အဲ့လိုမျိုးခွင့်အလမ်းတွေရရှိတဲ့လူတယောက်ဖြစ်တယ်အိတ်ထဲမှာနေနေကိုယ်ပိုင်လုံးနဲ့ကိုယ်ပိုင်ဝင်ရှိတော့စိတ်အားငယ်မှုတွေနဲ့အနှိမ့်ပေါက်ကြလာတဲ့အချိန်မှာလုံးချလဲပြီးတော့စိတ်သိမ့်နေလာတယ်ခံစားရတယ်ဒီလိုမျိုးချိန်မှာကျွန်မအဲ့လိုတစ်ခုရှာရင်းနဲ့ဒီ digital business ကိုလုပ်ခဲ့တာဖြစ်တယ်ဒီစီးပွားရေးဆိုရင်ကိုကတစ်ချေလို့ပေါ့နော်တစ်ချေပြီးပေးနေစရာမလိုပဲလေကိုဆိုရင်ကျွန်မကကလေးတွေကြောက်ဖို့ပြီးဈေးသွားပြီးဆိုမှဒီစီပွားရေးဖက်ကိုတက်လေးလာစရာတွေလေးလာတယ်လို့ဆရာရှိတာတွေလေးလို့တယ်ပေါ့နော်ဒီလိုမျိုးနဲ့စီပွားရေးကိုလုပ်ကိုင်နေတဲ့လူတယောက်ဖြစ်တယ်အဲကြောင့်အမေတွေမိခင်တွေမိခိုးဆိုတဲ့ဘဝမှာနေထိုင်နေရတဲ့သူတွေအတွက်ကျွန်မဒီခွက်လာတဲ့ကိုချပြချင်တာဖြစ်ပါတယ်အိတ်ထက်ကနေပြီးအပြည့်ထွက်เสียမလို့ပဲအခြေလက်အများကြီးပေးเสียမလို့ပဲကိုယ်ပိုင်အားလက်ရှိမှာလုပ်ကိုင်နေတဲ့စီပွားရေးအခွင့်အလမ်းတစ်ခုရှိတယ်ဆိုတာလေးကိုပြပြပေးချင်ပါတယ်digital စီးပွားရေးဖြစ်တဲ့အတွက်ကျမတို့ Wi-Fi ဖုန်းကွန်ပျူတာလိုအပ်တာဖြစ်တဲ့အသက်ပြည့်ပြီး16နှစ်ပြည့်ပြီးတဲ့သူတွေလုပ်ကိုင်လို့ရတယ်ကိုယ်ပိုင်အားလတ်ချိန်နဲ့လောလတ်စာလုပ်ကိုင်ခွင့်ရှိတယ်ဒီလိုမျိုးနည်းပညာတွေနဲ့ကျမတို့ပေါက်ဆက်လုပ်ကိုင်ရတဲ့အတွက်ကိုယ့်အတွက်တိုးတက်မှုတွေအများကြီးရရှိတယ်ကိုယ့်ထက်အောင်တဲ့မဟုတ်ဘဲနဲ့ကိုယ့်လိုမျိုးဘဝတူမိခေတွေအမျိုးသမီးတွေကိုလိုမျိုးတို့အိတ်ထက်ကနေအလုပ်လုပ်ချင်တဲ့အခြေလုံးလန်းစွာလုပ်လို့ချင်တဲ့သူတွေအများကြီးနဲ့ပေါက်စီတာတဲ့ community နဲ့လည်းကျွန်တော်တွေ့ရတာဖြစ်တယ်။အဲကြောင့်မလို့တမကဒီ digital business ကိုအခုပေါ့နော်မိခင်တွေအနေနဲ့ဝင်ရောက်လေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်။တကယ်လို့ဒီ digital business ကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်မက message ပို့ပြီးမေးမြန်းလို့ရပါတယ်။အသေးစိတ်သိချင်တာရှိရင်လည်းမေးလို့ရပါတယ်ဆိုတဲ့အချက်ကိုမျှဝေပေးချင်ပါတယ်။ကျွန်မကတော့အိတ်ထက်ကနေပြီးတော့စီးပွားရေးကိုလုပ်ကိုင်နေတဲ့ဒီနေ့မိခင်တယောက်ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။